ခုဒီတော့ဒီမှာဂျားကုန်တော့မြကြီးတဲ့နေရာရတယ်နော်ဒီနေရာလေဒီနေရာဒီလိုက်ပေါ်မှာဂျားကုန်တော့မြကြီးတယ်အဲ့တော့ဝင်ကြည့်ကြအောင်ဝါးဒီနေ့ quite စားလူတွေတော်တော်များအောင်နော်လိုက်ပေါ်မှာတော့မြကြီးရဲ့နေရာ ဒီနေရာကို somewhere road လို့ခေါ်ပါတယ်ဒီအထဲဘက်မှာဆိုရင် copy site တွေနဲ့အင်ဂျီဆိုင်လေးတွေရှိပါတယ် အဲ့ကိုမဲ့အောင်နော်ကျွန်တော်ဘယ်လိုပြောရမှန်းတော့မသိဘူးသူတို့တွေဒီမှာပကြည်ကားတွေဆွဲထားအောင်နော်ဒီမှာဆိုကြည့်နေတယ်ဒီမှာဆိုကြည့်သူတို့တွေဒီမှာဆွဲထားတာပေါ့နော်ဟုတ်လောကမေးစိဖြစ်တာပေါ့နော်ဒီနေရာကျွန်တော်ဒီမှာ cafe ဆိုင်တွေအများကြီးရှိတယ်ဒီမှာဆိုလဲ fishing ဟိုဟာတော့ပုံလေးပါတွေဆွဲလို့ရတာပေါ့နော်ဒီအရုပ်တွေဒီမှာဆိုလဲဒီ Thai traditional တွေနဲ့ပတ်သက်ပြီးလက်ဖိတ်တွေလည်းအများကြီးရှိတာပေါ့နော်ဒီဘက်မှာဆိုကြည့်တယ်ဟိုဝါတော်လေးများပါတော့နော်ကျွန်တော်ဘာသွားရမှန်းတော့မသိဘူးကျွန်တော်တို့ဒီဟိုကနေထွက်လာတာ ਨੇ ဒီမှာတို့မြေတွေ့ရမှာတော့ဒီချောင်းကြီးပေါ့နော်ခုစီကျွန်တော်တို့2နာရီလောက်ရှိပြီပေါ့နော်နေလေးနည်းနည်းပူပါတယ် အခုဆိုရင်ကျွန်တော်တလနော်ကြီးဆိုတဲ့နေရာကိုသွားနေပါတယ်အဲ့ဒီနေရာမှာဆိုရင်နိုင်ရတွေမှာဆေးကျထားတာတွေအရန်ကိုများပါတယ် ဝါခုကျွန်တော်တို့ဒီမှာပကြည်ကန်ဆော့ရအောင်ပေါ့နော်သူတို့ဒီမှာဆွဲထားတာပေါ့နိုင်ရမှာဒီမှာဒီဖမ်းပါရောပေါ့နော်တော်လေးလဲရမြောက်လာတော့သူတို့ဒီမှာဆွဲထားတာခုဆိုကျွန်တော်တို့ဒီမှာဒီလမ်းကြောင်းရောက်ရပါတော့ဒီမှာမြင်ရတာလမ်းကြောင်းပေါ့သူတို့စတစ်ကာကတ်ထားတော့မဟုတ်တော့ဒါသူတို့လက်နဲ့ဘယ်လိုပြောရမလဲဆေးချက်ထားတာပေါ့နော်နိုင်ရမှာဒီမှာကြည့်ဒီမှာဆိုလည်းပုံရအများကြီးပဲဒီမှာဆိုရင်ဒီနိုင်ရတရှော့လို့ပေါ့နော်ဒီမှာမြင်လားတန်းလုံးပေါ့နော်ဒီမှာနဲ့တန်းလုံးသူတို့တွေပကြီးဆွဲထားတာပေါ့နော်အဲ့ဘက်မှာဆိုလည်းရန်ကိုလှပါတယ်ဒီမှာဆိုင်လေးတွေလည်းအများကြီးရှိတယ်ဝေါဆောက်ရအောင်မိုက်ပါနော်ဒီမှာကြည့်တဲ့ဒီအဲ့ဒီလှပါနော်ဒီမှာသူဆွဲထားတာသူကြည့်နေနိုင်ရမှာပကြီးဆွဲထားတာလှပါနော်တကယ်ကိုလှတယ်ဒီမှာဒီနောက်ဘက်မှာဆိုရင်ကြည့်တယ်ပကြီးပကြီးဆွဲထားတာနော်လက်ရတော့မပြောင်းလို့ပြောတာပေါ့နော်ကတ်ထားတော့မျိုးဖြစ်နေတာပေါ့နော်ဒီကနေ့ကတ်ရတာမဟုတ်သူတို့ဆွဲထားတာပေါ့ကျွန်တော်တို့စတိုကန်တွေမှာတက်တော့လေမှာရန်ကိုခစ်စားတယ်ဒီကားလေးဒီမှာမြင်တာဒီကားတော်ကြာပြီပေါ့နော်ကားနဲ့တက်ဖို့ရရင်ဒီကားရဲ့ဘယ်လိုပြောမလဲဒီ hashtag ထည့်ရပါဘောနော်ဒီကားနဲ့တက်ဖို့ရရင်ဆက်အောင်မှန်ဒါပေမဲ့ကျွန်တော်ဓာတ်ပေါ်လေးတွေရန်နေအောင်ပေါ့ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့တွေနောက်ဗီဒီယိုမှာဆက်သိကြပါမယ် Thanks for watching see you next video တော်လာလပတ်